ဒိုပါမင်းဆိုတာပျော်ရွှင်စေရတတ်လို့တင်ထင်နေပါသလားဒါဆိုရင်တော့တင်မားသွားပါပြီတကယ်တော့ဒိုပါမင်းဟာပျော်ရွှင်မှုအတွက်မဟုတ်ပဲလူချင်းတက်မှတ်မှုအတွက်သာဖြစ်ပါတယ်ဒီနေ့မှာတော့တင်ရဲ့စိတ်လှုပ်ရှားမှုမှတ်ဉာဏ်နဲ့အပြုမူတွေကိုနောက်ဝက်ကနေကျိုးကင်နေတဲ့အုံနောက်ဓာတုပစ္စည်း12မျိုးအကြောင်းကိုတိတ်ပန်နီးကြအကုန်စင်ဖော်ထုတ်ပေးသွားမှာပါတင်အုံနောက်ထဲမှာဘာတွေတကယ်ဖြစ်ပျက်နေလဲဆိုတာကိုကြည့်လိုက်ရအောင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာတကယ်တော့ဓာတုဗေဒစေယုံကြီးတစ်ခုလိုပါပဲအထူးသဖြင့်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာပေါ့ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဘဝကိုထိန်းချုပ်ထားတဲ့ neurotransmitter တွေအကြောင်းကိုတစ်ခုချင်းစီအသေးစိတ်လေ့လာသွားကြပါမယ်အရင်ဆုံးဒိုပါမင်းအကြောင်းပြောရအောင်လူများစုဟာသူ့ကိုပျော်ရွှင်မှုလို့ထင်ကြပေမဲ့တကယ်တော့သူကလိုက်လံရှာဖွေခြင်းဓာတ်ပစ္စည်းပါတဲ့ဖုန်းကို scroll လုပ်နေတာအတိပေးချက်တွေကိုစစ်ဆေးနေရတွေဟာဒိုပါမင်းကြောင့်ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကော်တီဆောပါသူ့ကိုစိတ်ပစ္စည်းမှုဟော်မုန်းလို့သိကြပါတယ်သူကရေတိုမှာတော့တင့်ကိုဘေးရန်နေရာကနေလွတ်မြောက်အောင်ကူညီပေးပေမဲ့ရေရှည်မှာတော့ကိုခံအားကြတာနဲ့ပတ်ညက်ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်Norepinephrine ကတော့တင်အုံနောက်ရဲ့နှုတ်ဆက်ပါပဲအရေးကြီးတဲ့အလုပ်တွေရှိတဲ့အခါတင့်ကိုအာရုံစိုက်လာနိုင်အောင်လုပ်ပေးပါတယ် Adrenaline လို့လူသိများတဲ့ epinephrine ကတော့အသက်အန္တရာယ်ရှိတဲ့ချိန်တွေမှာတင့်ကိုစွမ်းအားရှင်တရားလို့ဖြစ်အောင်လှုပ်ဆောင်ပေးတာပါ Acetylcholine ကတော့တင်းရဲ့ကြွသားလှုပ်ရှားမှုနဲ့မှတ်ဉာဏ်အတွက်မရှိမဖြစ်ပါ။အုံနောက်ရဲ့အချိန်မြင့်ဆက်ကတော့ glutamate ဖြစ်ပြီးတော့ brake ဖမ်းပြီးတဲ့အရာကတော့ GABA ဖြစ်ပါတယ်။ဒီနှစ်ခုမျှခြေမရှိရင်တင်းအုံနောက်ဟာကစင်ကလျာဖြစ်ကုန်ပါလိမ့်မယ်။ Endorphin ဟာတဘာဝတိုင်းထွက်တဲ့အကြိုက်ခဲပျောက်စေပါ။ချစ်ချင်းမြတ်တာတဲ့လို့ခေါ်တဲ့ oxytocin ဟာလူချင်းချင်းယုံကြည်မှုတိုးပွားစေပေမဲ့တစ်ဖက်မှာလည်းမိမိအဖွဲ့အစည်းမဟုတ်သူတွေအပေါ်တန်တရားဖြစ်စေနိုင်ပါတယ်။ Vasopressin ကတော့သစ္စာရှိမှုနဲ့မိမိပိုင်တဲ့ကိုကာကွယ်လိုစိတ်ကိုဖြစ်ပေါ်စေပါတယ်။ Serotonin ကတော့ပျော်ရွှင်မှုထက်စိတ်ခံစားမှုတည်ငြိမ်မှုကိုပိုပြီးလှုပ်ဆောင်ပေးတာပါ။90% ဟာတင်းရဲ့ဥလန်းချောင်းပေါ်မှာရှိပါတယ်။နောက်ဆုံးအနေနဲ့ melatonin ဟာအိတ်ဆေးမဟုတ်ပဲညဘက်ရောက်ပြီဆိုတဲ့အချက်ပေးစနစ်သာဖြစ်ပါတယ်။ဒီဓာတုပစ္စည်း12မျိုးအကြောင်းတည်သွားပြီဆိုတော့တင်းအုံနောက်ကိုပို့ပြီးထိန်းချုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။